တေဇလင်းရောင်ရဲ့စိတ်ဓာတ်တွေကိုသဘောမကျတာကြောင့်အခုလိုအပြတ်ငင်းဆိုခဲ့တဲ့တန်တာညီအနုပညာလောကမှာတွဲလုံးမိရင်မင်းသားမင်းသမီးတွေကိုသဘောတူတက်ကြတာကသဘာဝပါပဲနော်ဒါကြောင့်ဖန်ရှစ်တွေကအမျိုးမျိုးရှိလာတတ်ပါတယ်ရှင်လက်တလုံးမှာနာမည်ရလာတဲ့တသစ္စတရုပ်ဆောင်အသစ်တယောက်ဖြစ်တဲ့တန်တာညီဆိုရင်အုပ်စိုးခန့်နဲ့ရောတေဇလင်းရောင်နဲ့ပါဖန်ရှစ်တစ်ခုရှိထားဖို့သူဖြစ်ပါတယ်တန်တာညီကိုအုပ်စိုးခန့်နဲ့မရက်ကျွန်းဇလန်တွဲမှာစတင်သဘောတူညီခဲ့ကြကောင်သူတို့နှစ်ဦးကိုယ်တိုင်ကလည်းအပြစ်မှာတကယ်တွဲနေတာတေချာတလို့ရှိခဲ့ကြပါတယ်ဒါကြောင့်တန်တာညီကအုပ်စိုးခန့်နဲ့ဖန်ရှစ်တွေမှာယတိပြတ်မငင်းဆန်ပဲတိတ်တခိုးလက်ခံခဲ့တာပါဒါပေမဲ့တေဇလီယောင်ရဲ့ဖန်ရှစ်မှာတော့လုံးဝကိုပြက်ပြက်တသားငင်းဆိုခဲ့တာပါရှင်တေဇလီယောင်ရဲ့ type ကိုလုံးဝမကြိုက်တာမလို့ဘလို့မှတွဲဖို့မဖြစ်နိုင်ဘူးဆိုပြီးငင်းဆိုခဲ့တာပါအပြင်မှာလည်းအရန်ရင်းနှီးတဲ့အနုပညာမောင်နှမမလို့ဆိုကခေါင်းစဉ်တက်ထားပေမဲ့တကယ်တမ်းမှာတော့ဒီအကြောင်းပြချက်ကြောင့်မဟုတ်ပဲတစ်ချိန်ကတေဇလီယောင်ရဲ့စိတ်ဓာတ်ကိုသဘောမကျလို့ငင်းဆန်တာလည်းဖြစ်နိုင်ခြေရှိတာပါတေဇလီယောင်ကThe Model Academy မှာရှင်ပြိုင်စဉ်ကချစ်သူကမလေးရဲ့ပေါင်ပေါ်ထိကိုထိုင်ပြီးအရှက်ရအောင်လုပ်ခဲ့ပါတယ်ဇင်အောင်မိတော်တဲ့အချိန်မှာတော့အမလိုခင်တာပါဆိုပြီးချစ်သူကမလေးကိုကာကွယ်မပေးခဲ့တာပါရှင်ဒါကြောင့်တေဇလင်းရောင်ကိုအခုထက်ထိသဘောမကျသူတွေများနေတယ်လို့ဒီအချက်တွေကြောင့်ပဲတန်တာညီကလည်းစားနောက်မခံပဲအပြတ်သက်ငင်းဆိုခဲ့တာဆိုပြီးထင်ကြေးပေးနေကြပါတယ်ဒါပေမဲ့တန်တာညီဘက်ကတော့တကယ်ကိုမောင်နှမတန်ရောစင်ပဲရှိတာမလို့ဆိုကဖြေရှင်းခဲ့တာပါတစ်ဖက်ကတွေးကြည့်ရင်တော့အုပ်စိုးခန့်နဲ့ relationship ကိုဝန်ခံလိုက်တယ်လို့ပဲရှင်ဆိုင်သူရှိနေပြီမလို့အချောင်းဖန်ရှစ်တွေကိုငင်းဆိုတာလည်းဖြစ်နိုင်ခြေရှိတာပါငယ်စဉ်တို့အတွဲတုန်းကဆိုရင်လည်းအခုလိုပဲနေထွန်းတဲ့ဖန်ရှစ်ကိုပြပြတသားညှင်းဆိုခဲ့ပြီးဟိမ့်ဝရံတဲ့သဘောတူတာကိုသာလက်ခံခဲ့တာပါအဲဒီနောက်တကယ်တမ်းမှလည်းလက်ထပ်သွားတာကြောင့်တန်တာညီလေးစိုးပြည့်လန်းစင်လိုက်တာလို့ဖြစ်နိုင်ခြေရှိနေတာပါ